ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျမရဲ့ part 2လေးကိုမျှော်နေကြမယ်ထင်ပါတယ် Hello miss ဒီနေ့မနက်နိုးနိုးချင်းမှာကျမတို့အရန်ဘိုက်စာနေတာနဲ့ကျမတို့ရဲ့ Airbnb အနောက်လမ်းထဲမှာရှိတဲ့အဲ့လိုမုတ်တိုင်းပေါ့နော်ဘာညာညာရတယ်ပေါ့ကွေးတိုင်ယိုဆိုင်လေးမှာကျမတို့စားလိုက်ပါတယ်ပြီးတော့ 7-Eleven က coffee အရန်ကောင်းတယ်ပြီးရင်တော့မမမီတော့ဘာလို့မှလည်းမသိဘူးရိုက်ထားတာကြာပြီအခုမှ edit လုပ်ရတာဆိုတော့လေBall driver ဘာလူမျိုးလဲတဲ့မေးတော့မြန်မာလို့ပြောတော့သူမြန်မာ playlist ကြီးဖွင့်ပေးလိုက် vlog ကြီးကလေမနက်နိုးရနေညတန်းရောက်တော့အဲ့နဲ့ကျမတို့ဘာမှမလုပ်ဖြစ်ဘူးမှားပဲစားတာဟိုတော့ညဘက်ဘာမှလုပ်စရာမရှိတော့ dinner စားပြီးတော့ခောက်ဆန်ခဏရောက်သွားတာပေါ့မမမဟုတ်ပါဘူးဒီတိုင်းရှောက်ကြည့်တာပေါ့ fake check morning မှာဒီနေ့ကတော့ကျမတို့ BACC ကိုသွားမှာဖြစ်ပါတယ်။ဒီကတော့ ball town နဲ့ today makeup look လေးပြထားဖြစ်ပါတယ်။ cycle နဲ့ပဲအသေးဒိုးတယ်ကျမကတော့ဘယ်သွားပို့ပြီးမြန်လို့ကားနဲ့ဆိုရင်အရန်ကားပိတ်တယ်။သားတွေကလည်းမဲသေးပေါ့နော်။ But I don't care. It's okay. It is okay. Whoa, the street is so pretty. Like me. ပြီးတော့ကျမတို့အဲ့ art museum မှာရှောက်မကြည့်ခင်ပေါ့နော်။အရင်ဆုံးလေး lunch လေးစားလိုက်ပါတယ်။ဘာမှမစားသေးဘူးဆိုတော့breakfast နဲ့ lunch နဲ့ပေါင်းစားတာပေါ့နော်အဲ့တော့ museum tour လေးနည်းနည်းပြထားပါတယ်ကြည့်လိုက်ပါအောင်နော်တော့ကျမတို့တကယ်ချင်းတယောက် recommend ပေးတဲ့ warehouse တာပါလဲအဲ့ကိုခဏသွားလိုက်တယ်ဒီနေ့မနေ့ကျတော့ကျမနဲ့ကျမတကယ်ချင်းမြန်မာစားအရန်ကနေပြီဖြစ်တဲ့အတွက်ကြောင့်ပကံမြေဆိုတဲ့မြန်မာဆိုင်မှာ oh my god my favorite တချင်ဖွင့်ထားတာ I know ပကံမြေမှာစားလို့ဖြစ်ပါတယ်ဒီနေ့ညတော့ thrift day ပဲဖြစ်ပါတယ်trade market ကိုသွားနေရဖြစ်ပါတယ်နည်းနည်းတော့ဝေးတယ်ပေါ့နော် when you back at schoolရောက်တော့လေဗီဒီယိုရိုက်ဖို့မေးသွားလို့ဓာတ်ပုံလေးထည့်ပေးထားပါတယ် Jesus Christ အကုန်လိုချင်စရာတွေပဲပေါ့နော်ကျွန်မတော်တော်လေးစိတ်ထိမိပြန်လာပါတယ် Jackson ဘဝပြန်တော့ပြီးပတ်စံရှိမှပဲသွားတော့မယ်ပေါ့နော်နောက်ဆိုလို့ရှင် No way Oh my god I can't do this shit anymore အခုပြန်ကြည့်ရအောင်ကျွန်မတော်တော်လိုချင်တယ် Oh my god my Vivian I trust လေးလည်းအများကြီးပဲပြီးတော့ location လည်းတော်တော်ကောင်း You guys should go there ပြီးတော့ကျမတို့ဒီတကယ်ချင်းအမျိုးသမီးတယောက်ကပေါ့နော်ခောက်ဆန်သွားခြင်းနဲ့ဆိုလို့ကျမတို့နောက်တစ်ခေါက်ပြန်သွားပြီးလိုက်ပို့ရပါလေခုနကတော့ delegate ရတဲ့ fit မဟုတ်တော့ပဲအင်ကြီးဖြူလေးပဲပြောင်းဝတ်ပြီးသွားလိုက်ပါတယ်ရှင်ဘာလို့လဲတော့မသိ I don't know အဲ့နေ့ကအရန်ပျော်စရာကောင်းတယ်ဟုတ်လဲဆိုအဲ့ရောက်မှတွေ့တဲ့တူတူ partying လုပ်တဲ့ကောင်မလေးတွေကလည်းအရန်ခင်မို့ Most of them are gay ကွာအဲ့နေကကြိုးကြိုးစားစားမျက်တောင်တုကိုတက်သွားတဲ့နေ့ပေါ့နော်အပြန် cycle စီးတော့ဖြုတ်လို့ရတယ်မျက်တောင်တုရရက်တွေခန့်နေနောက်တစ်နေ့မနေ့ရောက်တော့ကျမတို့အိမ်နာကပေါ့နော် hot pot ဆိုင်သွားစားရဖြစ်ပါတယ်တကယ်ချင်းအိမ်နာလေးอ่ะပေါ့နော်သူ့အိမ်နာအစားအသောက်လေးတော်တော်ကောင်းနေတယ်ကွေ့တီကိုလည်းကောင်းတယ်ဒါကတော့တရက်သီးအဲ့ဒါကတော့It's not that deep မကောင်းဒီနေ့စားမယ့် hot pot ကတော့တော်တော်လေးဟိုပါလေရန်ကုန်ကဟိုပါလေ MG ပါလေအဲ့ hot pot နဲ့တော်တော်လေးအရသာဆန်တယ်ပေါ့နော်မှတ်မိ MSG ဟုတ်တယ်အဲ့ရနဲ့တော်တော်လေးအရသာလည်းဆန်တယ်ရတဲ့ဟာလေးလည်းဆန်တာစုပ်ပြက်နေရပဲဒါနိုးချင်းပေါ့နော် bare face လေးတိခတ်မိကြည့်ပေးပါရှင် We're back ကဲဒီနေ့ညကတော့ကျမတို့ဘန်ကောက်ကလိပ်ပြလေးတစ်ကောင်နဲ့လိပ်ပြမလေးတစ်ကောင်နဲ့တော့တွေ့မှာပေါ့နော်ဒါကတော့ vape စားနေလို့မနေ့ကခောက်ဆန်ဝယ်လာတာမကောင်းဘူးအဲ့လောက်ကြီးဒါလေးကတော့ Bretuna Mall တဲ့ကဝယ်လာတဲ့ဘယ်လောက်လဲမမှတ်မိတော့
ဈေးပေါ်ပါတယ်သွားမယ်နေရာနည်းနည်းဝေးတယ်ပေါ့နော်အဲ့ဒါကိုဘောဟိုကားနဲ့မသွားဘဲနဲ့စိုက်ကယ်နဲ့ရှာရှိပြီးသွားကြပါစိုက်ကယ်အမုန်းစီးလိုက်ရတယ်ကားပိတ်တဲ့အချိန်ဖြစ်နေတာလည်းပါတာပေါ့နေ့သွားမဲ့ဆိုင်လေးကအရန်လှတယ်မင်းတို့ဆက်ကြည့်လိုက်တော့နော်ရောက်ချင်းအရင်တော့မထိုင်နိုင်ဘူးစိုက်ကယ်စီးပြီးအရန်အေးလို့ရှူးသွားပါရတယ်ပေါ့နော်စပင်းတွေကလည်းစုပ်ပြတ်သက်ကျွတ်စုပ်ပြတ်နေပြီဖေးလေးက nice decoration ပြီးတော့ဘေးနားမှာသူက vintage ပစ္စည်းလေးရောင်းတာပေါ့နော်ကဲအဲ့ဒါဘသူခေါ်တယ်ထင်လဲမင်းတို့ရဲ့လိပ်ပြာမလေးမမလူပရင်ကျမကိုခေါ်တဲ့ဆိုင်ပဲဖြစ်ပါတယ်အာနေစတာသူခေါ်လာတဲ့ဆိုင် Oh my bad. ဘယ်လိုကခါနာလဲတဲ့အဲ့ cafe လေးမှာကအစားအသောက်လည်းတော်တော်ကောင်းတယ်ထမင်းကျော်ကလည်းဘိုက်စာနေတော့မသိဘူးတော်တော်ကောင်းတယ်ပေါ့နော်ပြီးတော့ဒါလေးကတော့ Melu print ဝယ်ကြွေးတာပါ cheese cake လေးပါ delicious ပြီးတော့ကျမတို့အမျိုးသမီးတွေစုံနေတာနဲ့ girls night လုပ်ဖို့အတွက်ဒီနေ့ကတော့ခောက်ဆန်မသွားတော့ဘဲနဲ့ခောက်ဆန်နဲ့သူအရန်ကိုကွာတဲ့ခောက်ဆန်ရဲ့ဘေးလန်းကအရန်အေးဆေးငြိမ်သက်တဲ့လမ်းလေးတစ်ခုသွားမှာဖြစ်ပါတယ်နာမည်တော့မသိဘူးဒီနေ့ကတော့ပြန်มาပြီးမပြန်ခင်ကျမ Prado နဲ့ Mall ထဲမှာhand carry အတွက်လေး luggage လေးသွားဝယ်တာပေါ့နော်ပြီးတော့လေးစိတ်နဲ့ပေါ့နော် airport နဲ့နေတယ်ကျမတကယ်ချင်းမောင်လေးအိမ်မှာအရင်ဆုံးဝင်လိုက်ပါတယ်ပြီးတော့မှ airport သွားတာပေါ့နော်ကဲရန်ကုန်မှာပြန်ဆုံးမယ်လေရင်ပြန်ကြည့် vlog ကမပြီးသေးဘူးကျမတို့ airport မှာပွေလီသေးတာ cosmetic တွေရှောက်ဆန်းနဲ့မုတ်တွေရှောက်ပြီးတော့နည်းနည်းစားလိုက်သေးတယ်ပေါ့နော်အစားအဲ့ချိန်မှာဘန်ကောက်မှာတော့ချိန်တော့မတွေ့ဘူး airport ကျမှလာတွေ့နေတာပေါ့နော်ဆိုတော့မှလေးတရားမုံနဲ့အာကာသရခဏလိုက်သွားမှာဖြစ်ပါတယ်ရှင်By the way ဒီ trip လေးကကျမရဲ့ bestie လေးနဲ့ last trip ပဲဖြစ်ပါတယ်ပျော်လဲပျော်စရာကောင်းတဲ့ one land နဲ့ရတဲ့ trip လေးပေါ့နော်အော်ဘေးရမှာရဘာလို့ဖြစ်တာကျမတကယ်ချင်းက New York ကြီးလောက်တော့မှာဆိုတော့ခွဲရတော့မယ်အချစ်ရင် Okay အားလုံးပဲ thanks for watching bye